ကာအိုရီမပေါ်လာတာကြောင့်တငယ်ချင်းအားလုံးစိုးရိမ်နေကြပါနဲ့အတိတ်ပုံရိပ်တစ်ခုမှာခိုဆဲကဟီရိုကိုစန္ဒယာတီးနေတာကိုကြားခဲ့ရပါတယ်သူမကခီမင်းဖြစ်သူနဲ့ရန်ဖြစ်ထားတာကြောင့် idiot husband လူနာအင်ဒုံလင်ခဲအိုးဆိုတဲ့တခြင်းကိုဒေါသတကြီးတီးခတ်နေတာပါအဲ့ဒီအခါခလိန်ငယ်ခိုဆဲကအဲ့ဒီတခြင်းကိုပဲပိုပြီးပွတ်ပါပျော်ရွှင်စရာကောင်းတဲ့ပုံစံမျိုးနဲ့လိုက်တီးပြခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့ဟီရိုကိုကခိုဆဲရဲ့မိခင်ကိုရှင်သားဟာပါရမီရှင်တယောက်ပဲအနာဂတ်မှာနမယ်ကြီးစန္ဒယာသမားချစ်လာလိမ့်မယ်လို့ချီးကျူးခဲ့ပါတယ်ပစ္စုပန်မှာတော့ကျွန်ုပ်တို့ရဲ့ဇက်လိုက်ကကာအိုရီမပါဘဲဖျော်ဖြေမှုကိုစတင်ပါတယ်အစပိုင်းမှာတော့မီကေရဲ့စော်ကားစကားကြောင့်ဒေါသထွက်ပြီးစန္ဒယာကိုကြမ်းတမ်းစွာတီးခတ်မိပါတယ်ဒါပေမဲ့မကြခင်မှာပဲသူမိခင် Left Sorrow ကိုတီးပြခဲ့တဲ့အမှတ်တရကြောင့်အေးချမ်းမှုရရှိသွားပါတယ်သူမိခင်ဟာသူထင်တယ်လို့လူဆိုးတယောက်မဟုတ်ပဲသူမမရှိတော့မဲ့အနာဂတ်မှာခွတ်ဆဲအနေနဲ့အခက်အခဲတွေကိုရင်ဆိုင်ကြော်ဖြတ်နိုင်အောင်အစွမ်းကုန်လေ့ကျင့်ပေးခဲ့တာမှသူနားလည်သွားပါတယ်ဒီခံစားချက်တွေကြောင့်သူ့ရဲ့တီးခတ်မှုဟာလုံးဝပြောင်းလဲသွားပြီးပရိသတ်တွေရဲ့နှလုံးသားထဲအထိအေးချမ်းမှုတွေကိုပေးစွမ်းနိုင်ခဲ့ပါတယ်ဖြိုဖြေမှုအပြီးမှာသူဟာပရိသတ်ရဲ့လက်ခုပ်တန်ထက်ကွယ်လွန်သောမိခင်ရဲ့ချီးကျူးမှုကိုသာမျှော်လင့်နေမိပါတယ်။စင်နှုတ်ရောက်တဲ့အခါမိခင်မရှိတော့တဲ့ဝမ်းနည်းမှုကြောင့်သူလဲသွားပေမဲ့ဟီရိုကိုကသူ့ကိုဖတ်ထားပြီးမင်းအမေဘယ်မှာပဲရှိရှိမင်းရဲ့ခံထားတဲ့တီးခတ်မှုကိုကြားသွားမှာပါလို့နှိမ့်သိမ့်ပေးပါတယ်။ဒါကြောင့်ခွတ်ဆဲဟာနှစ်ရှည်လာများတိုးလောင်ထားတဲ့နာကျင်မှုတွေကိုဟီရိုကိုရဲ့ရင်ခွင်ထဲမှာရှိုက်ကြီးတမိုင်ငိုချလိုက်ပါတော့တယ်။တကယ်တော့ကာဝရီပွဲမလာနိုင်တာဟာသူမရဲ့ယောဂပြန်ထွက်ကြွလာပြီးအရေးပေါ်ဆေးရုံတင်လိုက်ရလို့ပါ။ဒါကိုနောက်နေ့မှစူပါကီစီကသိရတာကြောင့်သူငယ်ချင်း၃ယောက်ဆေးရုံကိုတွားကြည့်ကြပါနဲ့။ကာဝရီကတော့သူမခေါင်းနဲ့တိုက်မိလို့ဆေးရုံတည်ရတာပါလို့လိန်ညာပြောဆိုပြီးဝါတာရီပေးတဲ့စာအုပ်တွေကိုကြည့်ကဝမ်းသာနေပါတယ်။နောက်ပိုင်းမှာခွတ်ဆဲတယောက်ထဲဆေးရုံကိုထပ်သွားပါတယ်။ကာဝရီကသူ့ကိုစတားဖြစ်ချင်လို့တယောက်ထဲတီးခဲ့တာလားလို့နှောက်ပြောင်းတဲ့အခါခွတ်ဆဲကသူမိခင်နဲ့ငိမ့်ချမ်းမှုအတွက်တီးခဲ့တာဖြစ်တယ်လို့ကာဝရီကိုစော်ကားတဲ့မီကေကိုပညာပေးဖို့အတွက်လည်းတီးခဲ့တာဖြစ်ကြောင်းသူမကိုမိခင်လိုပဲထပ်ပြီးဆုံးရှုံးရမှာကိုကြောက်တာပါလို့ဖွင့်ပြောလိုက်ပါတယ်။အတိတ်ပုံရိပ်တွေမှာငယ်စဉ်လစူပါကီကခွတ်ဆဲကိုကစားဖို့ခေါ်ခဲ့ပေမဲ့သူကစန္ဒယာကျင့်နေရတာကြောင့်အမြဲငင်းဆိုခဲ့ပါတယ်။ဒါကြောင့်စူပါကီဟာသူမရဲ့တငယ်ချင်းကိုသူမစီကနေခိုးယူသွားတဲ့ဂီတကိုမုန်းတီးခဲ့ပါတယ်။အခုချိန်မှာလဲစူပါကီဟာစိုက်တိုနဲ့တွဲနေပေမဲ့စိတ်ထဲမှာတော့ခွတ်ဆဲကိုသာတန်းတာနေစေပါ။တနေ့ညနေမှာခွတ်ဆဲကစူပါကီကိုအိမ်လိုက်ပို့ရင်သူကြောင်းပြီးသွားလို့မြို့နဲ့ဝေးတဲ့ဂီတကျောင်းကိုတွားတက်တော်မယ်ဆိုတဲ့အကြောင်းပြောပြပါတယ်။ဒီသတင်းကြောင့်စူပါကီဟာမျက်ရည်များနဲ့ထွက်ပြေးသွားပါတယ်။ငယ်ငယ်တုန်းကလည်းစန္ဒယားကြောင့်သူနဲ့ဝေးခဲ့ရသလိုအခုလည်းစန္ဒယားကြောင့်ပဲသူနဲ့ထပ်ပြီးဝေးကွာရတော့မှာမို့လို့စူပါကီရထွက်တော့ဂီတဆိုတာသူမချစ်တဲ့လူနဲ့ခွဲခွာစီတဲ့အစိုးရွားဆုံးရန်သူကြီးဖြစ်နေပါတော့တယ်စူပါကီဟာကိုဆဲအပေါ်သူမရဲ့ခံစားချက်တွေပြင်းထန်လွန်းတာကြောင့်သူ့ကိုမျက်နှာချင်းဆိုင်တောင်မကြည့်ရပဲတွေ့တိုင်းထွက်ပြေးနေမိပါတယ်ဒါဟာသူမသူ့အပေါ်နှစ်ရှည်လျားချစ်ခဲ့ရတာကိုလက်မခံခြင်းနဲ့လက်တွေ့ဘဝကနေယုံထွက်နေတာလည်းဖြစ်ပါတယ်ဒါကိုစာရီတို့ကတတိထားမိသွားတဲ့အခါစူပါကီကိုလမ်းခွဲလိုက်တဲ့အခါစူပါကီဟာစာရီတို့ကိုအယမ်းချစ်ခဲ့လို့ဝမ်းနေတာမဟုတ်ပဲသူမရဲ့လိုအပ်ချက်တွေအတွက်သူ့ကိုအတုံးချခဲ့မိပေသူ့ရဲ့အချိန်တွေကိုဖြုံးတီးစေခဲ့မိလို့အပိရှိစိတ်နဲ့ရင်ကွဲမတတ်ခံစားရတာပါညနေခင်းမှာစူပါကီဟာသူမကိုသူနှစ်သိမ့်ဖို့ဂီတခန်းထဲမှာစံတရားတီးနေပါတယ်သူမဟာကော့ဆေးရဲ့နှစ်သိမ့်မှုကိုလိုလားနေပေမဲ့သူမရှိတာကြောင့်အခန်းထဲမှာကြံခဲ့တဲ့စံတရားကိုပဲအဖော်ပြုတ်နေရတာပါအဲ့ဒီအချိန်မှာပဲသူမရဲ့စံတရားတီးထန်ကိုအဝေးကနေကြားခဲ့တဲ့ကော့ဆေးရောက်လာပြီးသူမဘေးမှာတိတ်တဆိတ်ထိုင်ပါပေါ့ပေါ့ပါပါစံတရားတီးပြပါတယ်စူပါကီကဘာလို့စကားမပြောတာလဲလို့မေးတဲ့အခါကော့ဆဲကသူမရဲ့နာကျင်မှုတွေကိုအရင်ဆုံးထုတ်ပြနိုင်အောင်စောင့်နေကြောင်းပြောပါတယ်စူပါကီကသူမရဲ့အတ္တဆန်မှုတွေနဲ့အပြစ်ရှိစိတ်တွေကိုဖွင့်ဟတိုင်တော်တဲ့အခါကော့ဆဲကဘာပဲဖြစ်ဖြစ်သူမအနာမှာအမြဲရှိနေပေမဲ့လို့ဂရုပေးပါတယ်
ဒါပေမဲ့စူဘာကီကတော့ကော်ဆဲတနေ့မှာဝေးရကိုထွက်ခွာတော်တော့မှာကိုသိနေကြောင်းဒီဂရီကိုမယုံကြည်နိုင်ပဲဖြစ်နေပါတယ်နောက်တနေ့မှာကော်ဆဲဟာဆေးရုံရှိကိုရောက်နေပေမဲ့ကြောင်နှက်လေကြီးကန်းတွေကိုတွေ့တာကြောင့်အသိနမိတ်မကောင်းဘူးလို့ထင်ပြီးဝင်ဖို့ဝေခွဲမရဖြစ်နေပါတယ်အဲ့ဒီအချိန်မှာတစ်ပင်ဘော်ကပြုတ်လာတဲ့နာဂီဆိုတဲ့မိန်းကလေးနဲ့ဆုံပါတယ်နာဂီဟာဟီရိုကိုရဲ့ပရိသတ်တကူထီပြီးထူမတ်စီမှာတပည့်ခံခြင်းနေတူပါဟီရိုကိုကနာဂီကိုစမ်းတက်ကြည့်တဲ့အခါထူမတ်ဟာစန်တရားကိုအလုံးကောင်းမွန်စွာတီးခတ်နိုင်ပေမဲ့တီးခတ်ပုံမှာဒေါသနဲ့မုန်းတီးမှုတွေပြည့်နှက်နေတာကိုကော်ဆဲသတိထားမိပါတယ်နောက်ဆုံးမှာတော့ဟီရိုကိုကထူမတ်ကိုတပည့်အထိလက်ခံလိုက်ပါတယ်တစ်ဖက်မှာလည်းဆေးရုံပေါ်မှာကာအိုရီဟာလမ်းလျှောက်ဖို့ကြိုးစားနေရင်ရုတ်တရက်ခြေထောက်တွေမလှုပ်ရှားနိုင်တော့ပဲလဲကျသွားပါတယ်ထူမဟာကြောက်လန့်တစားနဲ့ထဖို့ကြိုးစားပေမဲ့ခြေထောက်တွေကလုံးဝတုံ့ပြန်မှုမရှိတော့တာကြောင့်အော်ဟစ်ငိုကြွေးပါတော့တယ်တကယ်တော့ထူမဂဲလာကွန်ဆပ်ပွဲကိုမလာနိုင်ခဲ့တာဟာအိမ်မှာလေးကျင်နေရင်ခြေထောက်တွေရုတ်တရက်အလုံးမလုပ်တော့ပဲလဲကျရာကနေခေါင်းနဲ့တိုက်မိပြီးတတိလစ်သွားခဲ့လို့ပဲဖြစ်ပါတယ်ကော်ဆဲဟာဟီရိုကိုရဲ့ခိုင်းစေချက်အရာနာဂီရဲ့စန်တရားစီယာထက်လာပါတယ်။သူဟာနာဂီကိုအလွန်တင်းကျပ်စွာတင်ကြားပြီးအနေအထားနဲ့တီးခက်ပုံတွေကိုပြုပြင်ပါတယ်။ကော်ဆဲရဲ့အကြံပေးချက်တွေကြောင့်နာဂီရဲ့တီးခက်ပုံဟာဒေါသတွေကနေတက်ကြွမှုတွေအဖြစ်ပြောင်းလဲလာပါတယ်။ကျောင်းစင်းလိုအိမ်ပြန်တဲ့အခါမှာတော့ကော်ဆဲဟာကာအိုရီနဲ့ပြန်ဆုံးပါတယ်။ထူမကသူ့ကိုဆေးရုံလာမကြည့်လို့စူပူနောက်နှစ်ယောက်တည်းအချိန်ဖြုံးဖို့အတွက်သူ့ကိုဈေးဝိုင်စင်တာစီကိုခေါ်သွားပါတော့တယ်။ဈေးဝယ်စင်တာမှာတနေကုန်အချိန်ဖြုံးပြီးနောက်သူတို့နှစ်ဦးအိမ်ပြန်ဖို့ပြင်ကြပါတယ်။ဒါပေမဲ့ကောက်ဆဲကကာအိုရီကျောင်းဝတ်စွန်ဝတ်ထားပေမဲ့လွယ်အိပ်ပါမလာတာကိုသတိထားမိပါပါတယ်။သူမကကျောင်းမှာမေ့ကြံခဲ့တာလို့ပြောတာကြောင့်လွယ်အိပ်ပြန်ယူဖို့ကျောင်းကိုအတူတူသွားကြပါတယ်။ကျောင်းရောက်တော့စာသင်ခန်းထဲမှာရှာတဲ့အခါလွယ်အိပ်ကိုဘယ်မှရှာမတွေ့ပါဘူး။တကယ်တော့သူမဟာအဲ့ဒီနေ့ကကျောင်းမတက်ခဲ့ပါဘူး။ဆေးရုံကသူနာပြုတွေကသူမကိုတနေကုန်အပြင်ထွက်အနားယူဖို့ခွင့်ပြုပေးလိုက်တာကြောင့်သူမဟာဆေးရုံကုတင်ပေါ်မှာပဲအချိန်ကုန်မနေပဲအပြင်ထွက်လာခဲ့တာပါဒါကိုသိလိုက်ရတဲ့အခါကောက်ဆဲဟာအလွန်စိတ်မကောင်းဖြစ်သွားပြီးသူမကိုဆေးရုံကိုပြန်ပို့ပေးပါတယ်သူမကိုဒီနေ့တွေ့ခွင့်ရတဲ့အတွက်သူဝမ်းတာနေတယ်လို့ကာအိုရီကလည်းသူ့ကိုတွေ့ရလို့အတိုင်းမသိပျော်ရွှင်နေပါတယ်သူမရဲ့ပျော်ရွှင်မှုတွေကပြင်းထန်လွန်းတာကြောင့်မျက်ရည်တွေတောင်ကျလာပြီးကောက်ဆဲနဲ့အတူရှိနေရတဲ့အချိန်တွေရက်တန့်သွားပါစေလို့ဆုတောင်းနေမိပါတယ်။ကောင်လေးကသူမရဲ့မျက်ရည်တွေကိုတတိထားမိပေမဲ့ဘာလို့ငိုတာလဲလို့တော့မမေးရဲခဲ့ပါဘူး။ရက်အနှင်းငယ်ကြာလာတဲ့အခါမှာတော့ကောက်ဆဲဟာနာဂီရဲ့စံတရားဆရာအဖြစ်ဆက်လက်သင်ကြားပေးနေပါတယ်။သူမအမားလို့တိုင်းသူကစူပူကျိန်းမောင်းပြီးပြုပြင်ခိုင်းတာကြောင့်တနေ့မှာတော့နာဂီဟာအရန်ဒေါထထွက်ပြီးဖះเจ้าတစ်ခုထဲမှာသွားပုန်းနေပါတော့တယ်။ကောက်ဆဲနာသူမကိုလိုက်ရှာတွေ့တဲ့အခါမုံကြွယ်ပြီးသူမရဲ့ခံစားချက်တွေကိုနားခေါင်ပေးကနှိမ့်သိမ့်ပေးပါတယ်။နာဂီကသူမစံတရားတီးရတဲ့အဓိကအကြောင်းရင်းဟာကျောင်းကကောင်မလေးတယောက်ကိုအထင်ကြီးစေခြင်းလူထစ်ကြောင်ဖွင့်ပြပါတယ်။အန်ဩစရာကောင်းတာကကောက်ဆဲကလည်းသူစံတရားဖြန့်တီးရတာတစုံတယောက်ရဲ့အစိတ်ဝင်စားမှုရခြင်းလူဖြစ်ကြောင်ပြန်ပြောပြပါတယ်။ဒီလိုရိုးသားစွာဖွင့်ထားလိုက်တာကသူတို့နှစ်ဦးရဲ့ဆက်ဆံရေးကိုပိုမိုကောင်းမွန်လာစေပြီးအတူတူဆော့ကစားရင်ပျော်ရွှင်စရာညနေခင်းလေးကိုပိုင်ဆိုင်ခဲ့ကြပါတယ်။နောက်တစ်နေ့မှာတော့ကောက်ဆဲနဲ့တငယ်ချင်းတွေဈေးရုံကိုသွားကြပါတယ်။အဲ့ဒီမှာကာအိုရီကကောက်ဆဲကိုအကြောင်းပြချက်နှစ်ခုနဲ့စိတ်ဆိုးနေပါတယ်။ပထမတစ်ခုကကတိပေးထားတဲ့မုံတွေပါမလာလို့ဖြစ်ပြီးဒုတိယတစ်ခုကတော့သူမိန်းကလေးတယောက်ကိုစံတရားတင်ပေးနေတာကိုသိသွားလို့ဖြစ်ပါတယ်။သူမကအယမ်းကိုစိတ်တူသွားပြီးမင်းကလေးတယောက်ကိုတင်ပေးနေမဲ့ချလာမဲ့လရီမှာရှိတဲ့ပြိုင်ပွဲအတွက်ပိုပြီးလေ့ကျင့်သင့်တယ်လို့စူပူချင်းလိုက်ပါတယ်။သူမရဲ့ရုတ်တရက်ဒေါသကြောင့်လူတိုင်းတိတ်ဆိတ်သွားရပြီးသူမကိုယ်တိုင်လည်းသူမရဲ့အပြုတ်အမူအတွက်ပြန်လဲတောင်းပန်ခဲ့ရပါတယ်။နောက်နေ့မှာတော့နာဂီဟာကောက်ဆဲနဲ့ပြောခဲ့တဲ့စကားတွေကိုပြန်စင်းစားရင်းအိမ်ပြန်လာပါတယ်။သူတို့နှစ်ဦးစလုံးမှာတူညီတဲ့ပဋိပက္ခတွေရှိနေကြပါတယ်။ကောက်ဆဲကကာအိုရီရဲ့အာယုံဆိုင်မှုနဲ့အချစ်ကိုရဖို့တီးခတ်နေချိန်မှာနာဂီကတော့တစုံတယောက်ရဲ့အာယုံဆိုင်မှုကိုရဖို့တီးခတ်နေတာပါအဲ့ဒီတစုံတယောက်ကတော့သူမရဲ့အကိုထင်တဲ့ကောက်ဆဲရဲ့ထာဝရပြိုင်ဘတ်ထာခေရှိပဲဖြစ်ပါတယ်နာဂီဟာသူမရဲ့အကိုကိုလွှတ်ဝက်စွာအားကျနေတယ်လို့တစ်ဖက်မှာလည်းကောက်ဆဲကိုသူမအကိုရဲ့ပြိုင်ဘတ်ထစ်လို့မုန်းတီးနေကြတာပါညနေခင်းမှာကောက်ဆဲဟာကာအိုရီစီကိုထပ်မံရောက်ရှိလဲပန်ပြောသွားပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့သူမစီကနေထူးဆန်းတဲ့အငွေအသားတွေကိုခန်းစားနေရတာပါ။သူမရဲ့ပုံစံဟာနောက်ဆုံးအချိန်ရောက်ခါနီးကသူမခင်ရဲ့ပုံစံနဲ့စင်တူနေရာကိုသူသတိထားမိသွားပါတယ်။
သူမကသူ့ရှေ့မှာပဲရုတ်တရက်ဒေါသတကြီးအော်ဟစ်ပေါ့ကွဲလိုက်တဲ့အခါမှာတော့အဲ့ဒီခံစားချက်ကပိုပြီးတေးကြသွားပါတော့တယ်